ပြဿနာတစ်ပုဒ်အနေနဲ့တင်ဆက်သွားမှာပဲဖြစ်ပါရဲ့ရှင်ဒီပြဿနာကိုနောက်ခံစကားပြောအနေနဲ့ကျွန်မအမှားယူနေတာတွေကပေါင်းပြီးတရုပ်ထုတ်သွားမှာပဲဖြစ်ပါရဲ့ရှင်လူသားတွေရဲ့ပြည်ကြောင့်တရားသခင်နဲ့လူသားတွေရဲ့ကြောင့်မှာဆက်သွယ်ပြတ်သွားပြီးတဲ့နောက်ကျမတို့လူသားတွေအားလုံးပြည်တည်ရှိနိုင်ဖို့အတွက်တရားသခင်ကဆုလက်ဆောင်တစ်ခုကိုပေးရခဲ့ပါတယ်။ဒီနေ့မှာတရားသခင်ကမာရိစီကိုကောင်းကင်တမန်တစ်ပါးကိုစေလွှတ်တော်မူခဲ့ပါတယ်။ကောင်းကင်တမန်ကမာရိကိုမာရိသင်ဟာသားတစ်ယောက်ကိုဖွားမြင်ရလိမ့်မယ်။ဘုရားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကတဲ့ဘုံမှာတက်ရောက်လိမ့်မယ်။အဲဒီသားဟာဘုရားသခင်ရဲ့သားဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီစကားကိုမာရိကမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပြီးဘယ်လိုဖြစ်နိုင်မှာလဲ။ကျမကပြိုစင်မိန်းကလေးဖြစ်ပါတယ်။ကျမမှာလေးယောက်ျားလည်းမရှိပါဘူးလို့ပြန်ပြောခဲ့ပါတယ်။ကောင်းကင်တမန်ပြန်သွားပြီးတဲ့နောက်မှာမာရိကသူနဲ့ဆက်ဆက်ထားတဲ့ယောသစီကိုသွားပြီးကောင်းကင်တမန်ပြောကြားခဲ့တဲ့စကားလေးကိုအလုံးစုံပြောပြခဲ့ပါတယ်။ဒါပေမဲ့ယောသကလည်းအဲ့ဒီစကားကိုမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ယောသအိစက်နေတဲ့အခါမှာကောင်းကင်တမန်တွေကယောသရဲ့အိမ်မက်ထဲကိုရောက်ရှိလာခဲ့ကြပါတယ်။ကောင်းကင်တမန်ကအသင်ယောသမာရိပြောတဲ့စကားကအလိမ်ညာစကားမဟုတ်ပါဘူး။သူဖွားမြင်လာတဲ့ကလေးကဘုရားသခင်ရဲ့သားတော်ဖြစ်နေမယ်။အဲ့ဒီသားကိုယေရှုလို့အမည်ပေးရလိမ့်မယ်လို့အိမ်မက်ပေးခဲ့ပါတယ်။ယောသကလည်းအိမ်မက်ကလက်လို့လာတဲ့အခါမှာအံ့ဩပေမဲ့ဘုရားသခင်ကိုယုံကြည်တဲ့အတွက်မာရိကိုလက်ထပ်ဆောင်နေရန်သွားရောက်ခဲ့ပါတယ်။ပြောင်းပြီးမာရိကလည်းကိုဝရင်မာလာတဲ့အခါမှာယောသကဝင်းရမြည်ဖြစ်တဲ့ဗတ်လေးမျိုးကိုဇနီးတဲ့ဖြစ်တဲ့မာရိကိုခေါ်ပြီးထွက်လာခဲ့ကြပါတယ်။ဗတ်လေးမျိုးကိုရောက်တဲ့အခါမှာတဲကိုစရာနေရာတွေကိုအတူတကွလိုက်ရှာခဲ့ကြပါတယ်။ဒါပေမဲ့တဲကိုစရာနေရာတွေတခုမှမရခဲ့ကြပါဘူး။ပတ်လည်မျိုးနာမရှိတဲ့မာတီကိုတစ်ခုစီမှာအားရောက်တဲကိုခဲ့ကြပါတယ်။
ဒီညမှာပဲတေကိုကြီးရဲ့မာတိကုတ်ထဲမှာကလေးကိုဖားမြင်ခဲ့ကြပါတယ်အဲ့ဒီကလေးကိုကောင်းကင်တမန်မှာကြားခဲ့တဲ့အတိုင်းယေရှုလို့အမည်ပေးခဲ့ကြပါတယ်အဲ့ဒီညမှာဗက်လင်မြို့နာမှာရှိတဲ့သူထိန်သားတွေစီကိုကောင်းကင်တမန်တွေရောက်ရှိလာခဲ့ကြပါတယ်လူတိုင်းသားတွေကလည်းရုပ်ရည်ကြောင်းလိုက်ကြပေမဲ့ကောင်းကင်တမန်ကကြောင်းလိုက်ခြင်းမရှိကြရဲ့နဲ့ဒီတို့အားဝမ်းမြောက်စရာတည်စကားကိုပြောကြမယ်ဒီတို့ရဲ့ကေတီရှင်ဝေဖာပြီးဗက်လင်မြို့မှာရှိတဲ့မာတိကုတ်တစ်ခုစီမှာတကယ်တော်ယေရှုဖမ်းပြည့်ဖြစ်ကြောင်းကိုပြောကြားခဲ့ပါတယ်အဲ့ဒီချိန်မှာကောင်းကင်တစ်ပြေလုံးကျေတာရတွေထွန်းတောက်နေခဲ့ပြီးလူထိန်သားတွေကလည်းဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပါတယ်အဲ့ဒီမြို့မှာရှိတဲ့ပညာရှိတွေကဒီရုပ်မင်းကြီးထံခါစားဝင်ပြီးတကယ်တော်ယေရှုဖမ်းပြည့်ဖြစ်ကြောင်းကိုရှောက်တင်ခဲ့ကြပါတယ်ဒီရုပ်မင်းကြီးကဒီတို့သွား၍ထိုတငယ်ကိုကြိုးစားရှာကြတွေ့လေငါထိုင်လို့ပြန်လာပြီးဒါလေးထိုတငယ်ကိုတွေ့ရအောင်ကြားပြောကြလို့ဆိုတာပညာရှိတွေကိုစေတော်တုံခဲ့ပါတယ်အဲဒီနောက်မှာသူထိန်သားတွေနဲ့ပညာရှိတွေကကောင်းကင်ဘုံမှာဘုရားသခင်ဘုန်းကြီးပါစေဘုရားသခင်ကိုနှစ်သက်တဲ့သူအားလုံးဒီနေ့ရှင်ရရှိကြပါစေလို့အထူးတကွာရှိမွန်ဖို့ဆိုခဲ့ကြပါတယ်ဒီတဲ့နောက်သူထိန်သားတွေနဲ့ပညာရှိတွေကအဲ့ဒီမျိုးမှာရှိတဲ့တကယ်တော်ယေရှုကိုပြောက်ဖို့ကိုးကွယ်ခဲ့ကြပါတော့လေကျမတို့လူသားတွေအားလုံးအတွက်ဘုရားသခင်ပေးခဲ့တဲ့ကြီးမားဆုံးဆုလက်ဆောင်ကတော့ကျမတို့ရဲ့အတူရှိတော်မူသောဘုရားသခင်ရဲ့သားတော်သခင်ယေရှုပဲဖြစ်ပါလိမ့်ရှင်